တင်ဘွားမှာရှုံးနေနေတဲ့လို့ခံစားပူတာပင်ရမရှိပတ်စံမရှိအခွင့်အရေးမရှိပြီးမဲ့မလျော့တဲ့စိတ်တစ်ခုနဲ့ဘွားပြောင်းသွားတဲ့လူငယ်တယောက်ရဲ့ရလန်းကိုနားထောင်ကြည့်ပါအားလုံးပဲတော်တာ channel ကနေကြိုဆိုပါတယ်ဒီနေ့ပြောပြတော့ရလန်းလေးကတော့ရှုံးနေမှုကနေအောင်မြင်မှုဆိုတဲ့ရလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်ရလန်းလေးကတော့ဒီလိုကိုဒီခါတော့ကရွာလေးတရွာမှာအောင်ဆိုတဲ့လူငယ်တယောက်နေထိုင်တယ်တဲ့အောင်ကဆင်းရဲတဲ့မိသားစုကမလို့ပြောပါဘူးဒီနေရာရေးလိုက်မယ်ခြင်းစင်ပြရဘူးသူ့မိကတော့အရင်မှဟင်းတင်းရပြအောင်လို့သူဖေကတော့လဲလို့တယ်နော်အောင်ကမြေရအိမ်မကြီးတခုစီတယ်ဒီနေ့မှငါမိသားစုကိုဆင်းရဲမှုနဲ့လွတ်အောင်လုပ်မယ်ဆိုတဲ့အိမ်မက်လေးပေါ့ဒါနဲ့ဘဝကတူထင်တယ်လို့ပြောခဲ့ပြီးတော့တနည်းတော့အောင်ဟာသူရကနေမြုပ်ကိုလို့ဆက်ဖို့ထွက်လာတယ်ပထမအဆုံးလို့ကတော့စားတော့ဆိုင်ရာပကန်းစီလို့နေပေါ့ဒါနဲ့သူအလုပ်ကိုတော့မချဘူးတနည်းတော့လို့ရတယ်လာစားပါပဲလို့အချွန်ရရမှာဆိုစိတ်ဆင်းဆိုတာခါရတယ်customer ရဲ့ပြတင်လာတဲ့ခါရပြီးစီပဲသူ့စိတ်ထဲမှာငါတို့လိုပဲစလုံးရတော့မှာလားဆိုပြီးစိတ်ဓာတ်ကြလာတယ်တနေ့တော့သူ့အလုပ်မြန်လမ်းလေးမှာစောင်းရင်းတဲ့အပူကြီးတရားနဲ့ဒီတော့အဲပူကြီးကအောင်လို့မြင်တော့လူငယ်လေးမိမလမ်းထဲမှာစိတ်ပြင်းမှုတွေမြင်ရတယ်အပူကြီးပြောရတယ်အောင်ကအပူကြီးစကားကိုကြားပြီးအောင်တော့အောင်ကအပူကြီးကြည့်ပြီးဟိုရတယ်ကိုကျွန်တော်ဘာလို့မအောင်မြင်လို့စိတ်ဓာတ်ကိုကြားရတယ်လို့ပြောတယ်အပူကြီးအောင်ကိုကြည့်ပြီးစောက်လေးတော့ထုတ်ပြီးတယ်ဒီစောက်ကိုမင်းဖတ်ကြည့်ပါဒီစောက်ကမင်းဘွားပြောင်းသွားစီလို့လို့ပြောတယ်စောင်းနာမည်ကတော့မဆုံးနေတော့စိတ်တဲ့အဲ့ဒီနေ့ကနေစပြီးအောင်အလုပ်ပေးတိုင်းစားပတ်တယ်စောက်ထဲမှာတော့အောင်မင်းတို့ရဲ့အချမ်းတွေဆုံးနေမှုတွေသူတို့ဘယ်လိုပြင်ထားခဲ့လဲဆိုတာတွေဖတ်တယ်အောင်ကစောက်ကိုဖတ်ရင်းနဲ့ဒီစိတ်ထဲမှာမိတော့တူပြန်လာတယ်ငါလေးလို့နေလေဆိုတဲ့အရင်ကပေါ့နမီကစားပြီးအောင်အချင်းအတိုင်း skill တစ်ပြင်းလာတယ်ဖုန်းကနေစီအွန်လိုင်းဗီဒီယိုတွေကြည့်တယ်အင်္ဂလိပ်စကားတွေလေ့လာတယ်ကွန်ပျူတာမက်ကာတင်အကြောင်းတွေသင်တယ်အစပိုင်းမှာတော့အရန်ခက်တယ်အင်္ဂလိပ်စာနာမလဲကွန်ပျူတာကိုလည်းကြည့်ဘူးပေါ့ဒါနဲ့အောင်မှာရေးမစောခဲ့ဘူးတနည်းပြီးတနည်းသင်လာတယ်သင်လာရင်နဲ့တနည်းပြီးတနည်းသင်လာတယ်တော့ချုံလာချက်ပြတဲ့အခါမှာတော့သူစားပုံစံကလည်းလို့ထုတ်ပြီးရှုပ်တဲ့ခုမှာကွန်ပျူတာအပွေတာလို့ရတော့တယ်လာစားလိုက်ပိုကောင်းလာတယ်ဒါနဲ့အောင်ရဲ့အိမ်ကဒီမှာမရဘူးအွန်လိုင်းကနေလို့ပိုစတာဒီဇိုင်းတွေလုပ်ပြီးတယ်ဗီဒီယိုဒီတင်တွေလုပ်ပြီးတယ်ဒီလေးတွေကစားပြီးနောက်ပိုင်းစမ်းလို့ပြောလာတယ်ဒီနေ့ကကျန်သူ့ဝင်ကအရင်ကစားတဲ့နားစားပါပြောလာတယ်အောင်ကသူ့အနေနဲ့အဖေကိုပြောကနေကိုနေခဲ့တယ်သူ့အဖေနဲ့အမေတို့အင်္ဂလိပ်လေးကိုဝင်ပြနေခဲ့တယ်ဒီနေ့အောင်ကအဲဒီလမ်းပြီးစောင်းရောင်ရဲ့အပူကိုပြန်ချသွားတယ်ဒါပေမဲ့အပူချမရှိတော့ဘူးအခုကအောင်တဲ့စားရလေးတရုပ်နဲ့ချန်ထားတယ်စားရထဲမှာအောင်မြင်မှုဆိုတာကိုယ်ရင်မဟုတ်ဘူးရောက်တဲ့စိတ်ရရပဲအောင်ကစားရကိုကြည့်ပြီးတော့ပြန်လာခဲ့တယ်ဒီရလန်းကပြောချင်တာကတော့ဘဝကဘလောက်ပဲခိကျဲလို့စီးနေပါဘလောက်ပဲကျန်းတန်းနေပါစေအချောင်းပြီးပဲစသွားရင်အောင်မြင်မှုကမြင့်စီရောက်လာမှာပဲဆုံးမှုကအဆုံးမဟုတ်ဘူးဒီမှာဆိုတော့သူတို့အဲ့ဒါဟာစားတယ်လို့တိပဲဆိုတာပါပဲဒီနေ့ရလန်းလေးရဆုံးချင်တာတော့ပြီးတော့ကြည့်တင်ပါတယ်ဒီလိုရလန်းတူလေးတွေနဲ့ထင်ချင်တော့ငါတို့ရဲ့တော်တာ channel ကို subscribe လုပ်ပေးထားအောင်စကားပြောမှာတာပဲအပြောမကောင်းတာတွေတက်အောင်လုပ်တော့မှာပါတယ်
အားလုံးပဲကျမ်းမာချမ်းသာကြပါစေ